ရောင်တဝါဤအကြောင်းပဲဖြစ်တယ်ဘလို့ကူးဆက်တယ်လေယောဂပိုးရှိတဲ့သူရဲ့အညစ်အကြေးထိတွေ့တဲ့အခါမှာမတန့်ရှင်းတဲ့တောက်သုံးရည်နဲ့အစားအသောက်တွေကိုစားမိတဲ့အခါယောဂရှိတဲ့သူနဲ့နီးကပ်စွာထိတွေ့မှုရှိတဲ့အခါဒီအခြေအနေတွေအားလုံးကကူးဆက်နိုင်တယ်ယောဂပိုးကူးဆက်ခံရသူအများစုတွေကတော့အလိုလျောက်ပြန်လည်တက်တာလာတာကိုတွေ့ရတယ်ကိုယ်ခံစွမ်းအားတွေထွက်လာပြီးတော့မှရာသက်ပံကိုယ်ခံစွမ်းအားရရှိလာနိုင်မှာဖြစ်တယ်လူနည်းစုတွေကတော့ပြင်းထန်ဆိုးရွားတဲ့အသေးရောင်ယောဂနဲ့တဆင့်အသက်သေဆုံးတဲ့အထိလည်းဖြစ်နိုင်တာကိုတွေ့ရတယ်အသေးရောင်တဝါအေး virus ပိုးကူးစက်ခံရတဲ့သူတွေကယောဂလက္ခဏာမပြခင်နှစ်ပတ်ကစပြီးတော့ယောဂလက္ခဏာပေါ်လာပြီးတဲ့တစ်ပတ်အကြာအထိအခြားသူတွေကိုယောဂပိုးအချိန်မီကူးစက်နိုင်တယ်အသေးရောင်တဝါအေး virus ပိုးဝင်ရောက်ပြီး14ရက်က28ရက်အတွင်းယောဂလက္ခဏာတွေပြလေရှိတယ်ယောဂပိုးကူးစက်ခံရတဲ့သူတွေမှာယောဂလက္ခဏာအားလုံးပေါ်မှာမဟုတ်ဘူးအထူးသဖြင့်အသက်6လအောက်ကလေးတွေမှာယောဂလက္ခဏာပြလေမရှိပါဘူးတားမဝခင်လက္ခဏာတွေဘာတွေပြတယ်လဲဆိုလို့ရှိရင်နှုံးလာမယ်ကိုယ်လက်တွေနာလာမယ်အစားတောက်တွေပြက်လာမယ်ပြုတ်မယ်အန်မယ်ဖျားမယ်ဘိုက်အောက်မယ်ဝမ်းလျှောတာတွေဖြစ်လာတယ်စီးရောင်တွေရင်လာတာတွေဖြစ်လာမယ်အသားဝါတဲ့အဆင့်မှာတွေ့ရမယ့်လက္ခဏာတွေကကြတော့မျက်လုံးနဲ့အရေပြားတွေဝါလာမယ်အစားတောက်တွေပြက်လာမယ်ပြုတ်တာအန်တာတွေပိုဆိုးလာမယ်အရေပြားရရင်တာတွေဖြစ်လာနိုင်တယ်ရှာရှာပပအခြေအနေတစ်ခုကတော့ကလေးတွေရဲ့အသေးပျက်စီးပြီးတော့အသက်အန္တရာယ်ဆိုးရင်လာနိုင်ပါတယ်ဘလို့ကုသရမလဲကလေးတွေကလန်းလန်းဆန်းဆန်းရှိနေတဲ့အစာလေးဝင်အောင်စားနိုင်တယ်ဆိုရင်ဆရာဝန်နဲ့ပြပြီးတော့အိမ်မှာပဲစောင့်ကြည့်နိုင်တယ်ယောဂအတွက်တည်တံ့ကုသတဲ့ဆေးရည်လို့တော့မရှိပါဘူးကောင်းကောင်းအနားယူပါကိုပူချိန်ကျလာတာအရေပြားတွေဝါလာတာမျက်လုံးတွေဝါလာတာတက်တာပြောက်ကင်းတဲ့အထိကိုအိမ်မှာအပြေအဝအနားယူပေးဖို့အရင်ရည်ကြီးတယ်အစားတွေကိုမျှတစွာစားပေးပါပျော့ပြောင်းတဲ့အစားတွေကိုစားပါအရေများများတောက်ပေးပါတကယ်လို့များအရေမဝင်ဘူးတအားနှုံးလာတယ်အရင်ကိုအန်လာတယ်ဆိုရင်စီုံတက်ပြီးတော့ကုသမှုခံယူရမှာဖြစ်တယ်အကွေစီရှိသလားဆိုရှိပါတယ်ယောဂရှိတဲ့သူတွေနဲ့ထူထွေတဲ့အခါမှာနှစ်ပတ်အတွင်းကာကွယ်ဆေးထိုးနိုင်ပါတယ်ကလေးငယ်တွေမှာအသက်တစ်နှစ်ကျော်ရတဲ့အခါမှာဆေးစာထိုးလို့ရပါတယ်